အားလုံးပဲမင်္ဂလာပါမေတော့ရဲ့ဒီ Tarot Channel လေးကနေပြီးတော့မှကြိုဆိုပါတယ်ဒီနေ့ကTarot Reading တော့မဟုတ်ဘူးเนาะ Tarot နဲ့ပတ်သက်တဲ့ဟာမျိုးတော့မဟုတ်ဒါပေမဲ့ဒီ Tarot ဘိုင်းနဲ့ဆက်ပြီးတော့ပေါ့နော်တော်တော်များများကဒီ manifestation ကိုတော့သိကြပြီးပြီလို့တော့ထင်ပါတယ်အခုခေတ်တော်တော်များများ manifest လုပ်နေကြရတယ်လည်းရှိတယ် manifestation နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့မှအဆင်ပြေလာတာမျိုးတွေလည်းရှိနေကြပြီပေါ့နော်ဒါပေမဲ့ဒီနေ့ကဘာလဲဆိုတော့မသိကြသေးတဲ့သူတွေလည်းရှိတယ်ဒီ manifestation တချို့ကဒီ manifest လုပ်နေတယ်ဒါပေမဲ့ manifestation ရဲ့အထိပ္ပယ်ကိုသိချာနာမလည်ဘူးတချို့ကတော့ manifestation ဆိုတာဘာလဲဆိုတာကိုလုံးဝမသိရလည်းရှိရပါတော့ဒီ meter ရဲ့ page မှာလည်းလာမေးကြရရှိရပါတော့ manifestation ကဘာလဲပေါ့ manifest လုပ်တယ်ဆိုတာဘယ်လိုလုပ်ရမှာလဲပေါ့အဲ့လိုအများကြီးလာမေးကြရှိအဲ့ဒီအတွက်ဒီ video လေးကိုစီစဉ်လာရတာပါဒီတော့ဒီ manifestation နဲ့ပတ်သက်ပြီးအလွယ်ပြောရမယ်ဆိုရင်တော့ तू ကိုဖြစ်ချင်တာကိုဖြစ်လာအောင်ကိုလုပ်ချင်တာကိုလုပ်လို့ရကိုလိုချင်တဲ့အရာကိုရလာအောင်စွန့်ငင်ပြီးတော့ယူတဲ့သဘောမျိုးပါသူကစိတ်ရောကိုယ်ရောစွန့်ငင်တဲ့သဘောမျိုးပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့သူက law of attraction ကတော့တော်တော်များများသိလောက်ပါတယ်ဒီစာထဲမှာလည်းပါတယ်ဆိုတော့လေအဲအကြောင်းပညာထဲမှာလည်းပါတယ်ဆိုတော့ဒီ law of attraction ရဲ့နည်းလမ်းတစ်ခုပေါ့ law of attraction ဆိုတာကတော့သူကစွန့်ငင်ခြင်းဥပဒေတာပေါ့နော်ဒီစွန့်ငင်ခြင်းဥပဒေတာအဲ့တော့ဒီ manifestation ကလည်းဒီ law of attraction ထဲမှာပါဝင်တဲ့ထဲမှာအဲ့ဒီနည်းလမ်းတစ်ခုပေါ့ဒီ manifestation ဆိုတာကကိုလိုချင်တဲ့အရာကိုရအောင်စိတ်ရောလူရောစူးစမ်းမှုနဲ့ဆွဲယူတယ်ဒီသဘောပဲဒါပဲလုံးဝရိုးရှင်းတယ်ဒါပေမဲ့တော်တော်များများတော့ဒီမြန်မာလိုဆိုရင်တော့စူတောင်းတယ်လို့အဲ့လိုပြောကြတယ်ဒါပေမဲ့ကျမကတော့အဲ့လိုမျိုးတော့မယူဆဘူးပေါ့နော် manifestation ဆိုတာစူတောင်းတယ်လို့တော့မယူဆအဲ့လိုလည်းမထင်ဘူးပေါ့နော်အဲ့ဒါဆိုတော့သူကစူတောင်းရတာမျိုးမဟုတ်ဒါကိုရပါစေကိုလိုချင်တဲ့ဓာတ်လေးကိုရပါစေလို့စူတောင်းရတာမျိုးမဟုတ်တဲ့အတွက်ဒါကိုစူတောင်းတယ်လို့လုံးဝလက်မခံဘူးပေါ့နော်ဒီဟာကိုတော့ဒီတော့ဒီ manifestation နဲ့ပတ်သက်ပြီးတော့ဒီဟာကျတော့အဓိပ္ပာယ်သူ့ရဲ့အဓိပ္ပာယ်ပေါ့နော်အဲ့လိုမျိုးပြဒါကိုဘယ်လိုလုပ်ရမလဲပေါ့ထပ်ပြီးမေးလာစရာရှိတယ်ဒီ manifestation ဘယ်လိုလုပ်ရမလဲဒီမှာ manifestation လုပ်တဲ့နည်းလမ်းတွေအများကြီးရှိတယ်လုံးဝကိုမရေတွက်နိုင်လောက်အောင်လုံးဝအများကြီးရှိအဲ့တော့ဘယ်ဟာကိုလုပ်ရင်တော့ကိုယ့်တက်ကောင်းမယ်ဆိုတာမျိုးတော့မရှိဘူးနည်းနဲ့အများကြီးရှိရယ်ကိုယ်နဲ့အဆင်ပြေတဲ့ဟာကိုလုပ်လို့ရတယ်ရှာကြည့်လို့ရတယ် YouTube မှာFacebook မှာတော်တော်များတင်ထားရရှိရှာကြည့်လို့ရတယ်ဘယ်နည်းလမ်းတော့အကောင်းဆုံးမှလို့မရှိပါဘူးကိုယ့်အတွက်အဆင်ပြေမဲ့ကိုယ့်အတွက်လွယ်ကူပြီးတော့မှကိုလုံးလို့အဆင်ပြေမဲ့တစ်ခုခုလုပ်လို့ရပါတယ်သူကဒီမှာအခြေခံအနေနဲ့ဆိုတော့အဲ့လို channel လေးရေးတာမျိုးတွေ manifestation wallpaper ထားတာမျိုးတွေပြီးတော့ဒီပေါ့ manifestation method ဆိုပြီးတော့မှတော်တော်များတင်ပေးရဲ့ဒီ line ပေါ်မှာတင်ပေးတဲ့ဟာတွေကိုလိုက်လောက်တာမျိုးအဲ့လိုတွေတော့ရှိရပေါ့နော်ဒါပေမဲ့ဘယ်နည်းလမ်းရဲ့လို့ဘယ်နည်းလမ်းတော့အကောင်းဆုံးပါလို့တတ်မှတ်ထားမျိုးတော့မရှိဘူးပေါ့နော်ဒါပေမဲ့ဒါကတော့ဒီကျမရှိမပြောခဲ့တဲ့နည်းလမ်းတွေကတော့လူသုံးများတဲ့နည်းလမ်းတွေပေါ့နော်အဲ့တော့အခုကဘာကိုပြောပြမှလဲဆိုတော့ဘယ်လိုလုပ်ပါလို့ပြောမှတော့မဟုတ်ဒါပေမဲ့ manifestation လုပ်တဲ့အခါမှာကိုကြိုက်တဲ့နည်းလမ်းတွေလုပ်ဒါပေမဲ့လုပ်တဲ့အခါမှာလိုအပ်တဲ့အချက်တွေကိုယ့်ရဲ့ဒီ manifestation ကိုအမြန်ဆုံးအထီးရောက်စေနိုင်မယ်အမြန်ဆုံး result ရစေမယ်ဒီအတွက်လိုအပ်မဲ့အချက်လက်လေးတွေကိုပြောပြမှာပါဒီတော့ပထမဆုံးအနေနဲ့ဒီ manifestation လုပ်တဲ့အခါမှာပထမဆုံးလိုအပ်တဲ့အချက်လုံးဝမဖြစ်မနေလိုအပ်တယ်တစ်ချက်ကိုဘာကိုလိုချင်လဲဆိုတာကိုသိရမယ်ကိုဘာကိုလိုချင်လဲအသေးစိတ်ကြကြသိရမယ်ဒီတော့ထားပါတော့ဥပမာပြောရရင် iPhone လိုချင်တဲ့အတွက် iPhone ကိုဘယ်ဟာကိုလိုချင်တာလဲ15လား16လားဒါမှမဟုတ်လုံးဝ latest ဖြစ်မဲ့ latest version လားကလာဘာရောင်လဲအဲ့လိုမျိုးအဲ့တော့ကိုဘာလိုချင်လဲဆိုတာကိုသိကြသိရမယ်ပေါ့နော်အဲ့လိုအသေးစိတ်ကလာဘယ် series လိုချင်လဲဘယ် version လိုချင်လဲလုံးဝအသေးစိတ်သိနေဖို့လိုအပ်တယ်ဒါက iPhone နဲ့ဥပမာပေးတာပေါ့နော်တခြားကိုလိုချင်တဲ့ဟာလဲဆိုလဲ
အမျိုးမျိုးရှိမယ်ပေါ့ကိုဘယ်ဟာလေးလိုချင်လဲပေါ့နော်အဲ့လိုမျိုးရှိမယ်အဲ့တော့ပထမဆုံးချက်အနေနဲ့ကိုဘာလို့လိုချင်လဲဆိုတာကိုသေချာလေးသိရမယ်ဒုတိယချက်အနေနဲ့ believe ပေါ့ယုံကြည်မှုရှိရမယ်ဒါကိုရမယ်ပေါ့ငါဒါကိုလိုချင်တယ်ငါဒါကိုရမယ်အဲ့လိုယုံကြည်မှုမျိုးငါဒီဟာကိုလိုချင်တယ်ငါဒီ iPhone ကိုလိုချင်တယ်ထားပါတော့ iPhone 15ကိုလိုချင်တယ်ဒီဟာကိုလိုချင်တဲ့တော့ဒီဟာကိုငါရကိုရမယ်အဲ့လိုယုံကြည်မှုမျိုးဒါလေးရှိရတယ်နှလုံးမဖြစ်မနေလို့ရတယ်ရပါစေမဟုတ်နော်ဒါငါရကိုရရမယ်ရမယ်နောက်တစ်ခုအနေနဲ့ပါလဲဆိုတော့ visualization လို့ခေါ်တဲ့စိတ်ကူးနဲ့မြင်အောင်တာမျိုးဒါကတော့တော်တော်များများသိရမလားတော်တော်များများလည်းပြောကြရလေကျွန်တော် reader တွေတော်တော်များများလည်းပြောကြတယ်ကိုလိုချင်တဲ့ဟာလေးကိုစိတ်ကူးနဲ့ပုံဖော်ပြီးတော့အဲ့လိုတစ်ပုံမျိုးအဲ့တော့ကိုဒီ iPhone ကိုလိုချင်တယ်ဒီ iPhone 15လေးလိုချင်တယ်ဒါလေးကိုငါရနေပြီဆိုတော့ပုံစံနဲ့စိတ်ကူးတာမျိုးတော်တော်များများတော့ဒီအိတ်ခါနီးမှာအဲ့လိုမိတ်ခင်ပေါ့နော်အိတ်မပြောသေးခင်ပေါ့အဲ့လိုမျိုးလေးတွေးကြအများတယ်ငါဒါကိုရနေပြီပေါ့ရနေပြီငါဒီဖုန်းလေးကိုရနေပြီငါဘလို့အသုံးပြုနေပြီငါဒီဖုန်းနဲ့ဖိုတိုတွေရိုက်နေပြီငါဒီဖုန်းနဲ့ငါဘာတွေလုပ်နေပြီအဲ့လိုမျိုးစိတ်ကူးနဲ့ကိုရနေပြီဒီဟာကိုသုံးနေပြီဆိုပြီးမှမကြခဏမြင်အောင်ပေးတာမျိုးဒါတော့ visualization လို့ခေါ်ပါတယ်အဲ့တော့ဒါလည်းလည်းလုံးဝမဖြစ်မနေလို့ရတယ်ဒါကတစ်ခါလေးလုံးလို့မရဘူးခဏလုပ်ပေးရမယ်ငါဒါကိုရနေပြီဆိုတဲ့စိတ်ကူးနဲ့မြင်အောင်နဲ့ဟာမကြခဏတွေးပေးတာမျိုးတချို့ကညာတိုင်းတွေးရမျိုးရှိအဲ့လိုလုပ်လို့ရတယ်အခါနေတိုင်းတွေးရမျိုးပေါ့အဲ့ဒါရှိမယ်နောက်တစ်ခုကပါလဲဆိုတော့အကောင်းမြင်စိတ်ထားရမယ်အကောင်းမြင်စိတ်ဆိုတာ positive ဖြစ်ရမယ်ငါဒါကိုရမယ် negative ဖြစ်မဲ့အတွေ့ငါရပါမလားငါ iPhone တော့လိုချင်တယ်ပတ်စံလည်းမရှိဘူးဝယ်ဖို့ကလည်းပတ်စံမရှိဘူးပတ်စံကဘယ်လိုရှားမလဲလည်းမသိအဲ့တော့ဒါကတော့ဖြစ်တယ်မှာပတ်စံမှမရှိရဘယ်လိုရမှာလဲဒီအတွေ့မျိုးပေါ့နော်ဒါပေမဲ့လုံးဝ no manifest လုပ်မယ်ဆိုရင်ဒီအတွေ့တွေဖြောက်ပြလိုက်ဒါရအောင်ရမယ်ဘယ်လိုနည်းနဲ့ပဲဖြစ်သူ့ဟာသူရကိုရလာမှာသူဘယ်လိုနည်းနဲ့ပဲဖြစ်ငါးစီတော့ရောက်ကိုရောက်လာမှာအဲ့တော့အကောင်းမြင်စိတ်ထားရမယ်ပေါ့နော်ဒီညမှာ तू ကနည်းနည်းဒီအပိုင်းကတော့ကျေပြန့်တယ်နည်းနည်းကျေပြန့်တယ်ပေါ့နော်ဘာလဲဆိုတော့ဒီတစ်ခုနဲ့တစ်ခုကချိတ်ဆက်နေတာပေါ့နော်ချိတ်ဆက်နေဒီရှေ့မှာပြောခဲ့တဲ့ယုံကြည်တာမျိုးငါရမယ်နဲ့ယုံကြည်တာ visualization လို့ခေါ်တဲ့စိတ်ကူးနဲ့မြင်အောင်တာယုံကြည်ပြီးတော့ငါးစီရောက်လာပြီဆိုပြီးတော့တွေးတာမျိုးနောက်ခုကခုနပြောတဲ့အကောင်းမြင်စိတ်ထားတာမျိုးရရမယ်ဆိုတဲ့စိတ်မျိုးပေါ့နော်အဲ့လိုတွေးမျိုးပြီးတော့ဒါက तू ကအဲ့လိုဒီအကောင်းမြင်စိတ်ဆိုတာထက်ကျေးဇူးတင်စိတ်လို့လည်းပြောလို့ရတယ်ကိုယ်မှရှိနေပြီးသားအရာကြီးအဲ့လိုကိုယ့်ရဲ့အခြေအနေကိုယ့်ရဲ့ကောင်းတဲ့အချက်တွေကိုယ်မှရှိနေတဲ့ကောင်းတဲ့အရာတွေအဲ့ဟာတွေပေါ့ကျေးဇူးတင်စိတ်ထားတာမျိုးဒါကကျတော့ तू ကဒီလိုစိတ်ထားခြင်းအဖြစ်ကိုယ့်ရဲ့ခံစားချက်စိတ်ဆွမ်းရင်းကကောင်းတဲ့ဘက်ကိုပို့ပြီးရောက်လာတယ်ပို့ပြီးမြင့်လာတယ်စိတ်ဆွမ်းရင်းမြင့်လာတယ်အဲ့လိုမကောင်းတာတွေပဲတော်တော်များကြားဘူးရမလားကြုံမှုတာလည်းရှိတယ်မကောင်းတာတွေကြီးပဲတွေးနေရမျိုးထားပါတော့ငါကအစမပြေဘူးငါမှဆိုရင်တော့အမြဲတမ်းဝမ်းနေစရာကြီးကြုံတယ်ငါမှဆိုတော့မကောင်းတာတွေကြုံတယ်အဲ့လိုပဲတွေးတဲ့တူကြီးကသူတို့စီမှာအဲ့ဟာတွေပဲရတယ်တချို့ကကျတော့အမြဲတမ်းပျော်ရွှင်ရွှင်နေတယ်အစမပြေတာကြီးကြုံလာရဲဆိုတော့ဒါအဆင်ပြေသွားမှာဆိုတဲ့စိတ်မျိုးပေါ့နော်အဲ့လိုလူတွေကြတော့ကောင်းတာတွေပဲလာတယ်ငါဒါလေးထားပါတော့ငါဒါလေးရတယ်ငါပျော်လိုက်တာငါဒီလိုလေးပါလားအဲ့လိုအကောင်းမြင်စိတ်ညာတဲ့သူတွေတွေ့ကြတော့ကောင်းတဲ့အရာတွေပဲရတာများတယ်ဒီနေရာမှာဒါနည်းနည်းတော့ကျေပြန့်နေဒီက manifestation နဲ့ပတ်သက်ပြီးပြောတာဆိုတော့အဲ့ဒါကိုတေချာတော့အသေးစိတ်တော့မပြောတော့ဒါပေမဲ့အကောင်းမြင်စိတ်ထားဖို့လိုရမယ်ကျေးဇူးတင်စိတ်ထားဖို့လိုရမယ်ရပါမလားဆိုတဲ့ဟာမျိုးမဟုတ်ဒါဒီနေရာမှာမဟုတ်တခြားကိုယ့်ရဲ့နေ့စဉ်ဘဝတွေအတွက်ပါဒီဟာကိုသုံးလို့ရတယ်အကျိုးပြုနိုင်ဒါနောက်ပိုင်းမှာတသက်ရှင်းပြမယ်အခုက manifestation နဲ့ပြောနေရဆိုတော့အဲ့တော့ number 4 ချက်အနေနဲ့ကောင်းမြင်စိတ်ထားဖို့လိုအပ်မယ်ရကိုရမယ်ပေါ့နော်နောက်တစ်ခုအရေးကြီးဆုံးနောက်ဆုံးတစ်ချက်
action လိုအပ်တယ်ဘယ်လိုအလုပ်မျိုးမှမဆိုဘယ်လိုအရာမျိုးမှမဆို action လိုအပ်တယ်ရှေ့မှာတောက်လျှောက်ထားပါတော့ငါဘာလို့ချင်လဲဆိုတာလည်းသိတယ်ငါတော့ရောက်မယ်လို့ယုံကြည်တယ်မစားခဏလည်း manifest လုပ်တယ်စိတ်ကူးနဲ့မြင်တယ်ဒါပေမဲ့ action မရှိရင်လုံးဝ no ရလာမှာမဟုတ်ဘူး action ရှိဖို့လိုမယ် action ကအဓိကအကြဆုံးဒါကတော့ကျမရဲ့ခံယူချက်ပေါ့ကျမအတွေးပေါ့နော်အဲ့တော့ action လုပ်ရမယ် action ဘာလဲဆိုတော့ငါတော့ရမယ်ဟုတ်ပြီရဖို့အတွက်ဆိုငါဘာလုပ်မလဲရဖို့အတွက်ဘယ်လိုကြိုးစားမလဲကြိုးစားမှု action လုံးဝလိုအပ်ပါတယ်စမေးပွဲအောင်ခြင်းနဲ့အောင်ဖို့အတွက်ယုံကြည်ချက်ရှိတယ်ဒါပေမဲ့စာမလုပ်ဘူး no အောင်မဟုတ်ကြမှာအရှင်မရှိရင်ဘာမှလုပ်လို့မရအောင်အဲ့တော့အရှင်ရှိဖို့အတွက်ပေါ့ကိုယ်တိုင်ဝင်ရှာနေတဲ့သူတွေကိုယ်တိုင်ကိုလိုချင်တဲ့ဟာဝယ်မဲ့သူတွေကကြတော့တရားရဖို့အတွက်အလုပ်လုပ်အောင်ဝင်ရှာရမယ်ဟုတ်တယ်နော်ဒါကိုရဖို့အတွက်အရှင်တခုခုလုပ်ဖို့လိုအပ်မယ်အဲ့လိုမဟုတ်ဘူးကိုယ်တိုင်ဝင်ရှာနေရမျိုးမဟုတ်သေးဘူးတခြားသူဝယ်ခိုင်းတာမိဘဝယ်ခိုင်းတာမျိုးအိမ်ကိုတောင်းမယ်အဲ့ဒါဆိုရင်ကိုယ့်ကို manifest လုပ်နေရင်လည်းရလာမှာမဟုတ်ဘူးသူတို့ကိုလိုချင်တယ်ဆိုတာကိုလည်းသိမှာမဟုတ်ဘူးအတဲဆုံးတော့သူတို့ကိုလိုချင်တယ်ဆိုတာကိုထားကိုလိုချင်တယ်ဆိုတာကိုသိဖို့လိုအပ်တယ်အဲ့တော့ကိုယ့်ဘက်က action တစ်ခုခုလုပ်ဖို့လိုချင်တယ်ဆိုတာတော့ပြောပေးမှဟုတ်တယ်နော်ဒါကိုလိုချင်တယ်ဆိုတာတော့ပြောပေးမှတောင်းပေးမှအဲ့လိုမျိုးအဲ့တော့အဓိကပြောချင်တာကကိုလိုချင်တဲ့အရာအတွက်လည်းကိုယ့်ဘက်ကအားထုတ်မှုတစ်ခုလည်းလိုအပ်မယ် manifest လုပ်နေုံနဲ့လုံးဝမရပါဘူး manifest ကကိုယ့်ရဲ့စိတ်ကိုပို့ပြီးမြင်မာလာအောင် universe ကိုဒါကိုလိုချင်တယ်ဆိုတာကိုသိအောင်လုပ်ပေးဖို့ပဲတတ်နိုင်မှာကျွန်တဲ့အပိုင်းကကိုပုံမှုတွေအဲ့တော့ action လုပ်ရမယ်ဒီတော့နောက်တစ်ခုရှိတယ်ကိုကဒီဟာကိုမကြခဏ manifest လုပ်လို့ universe ကတော့သိသွားပြီသူသိသွားတဲ့အတွက်သူ့ဘက်ကလည်းကိုဒါနဲ့ထိုက်တန်ရဲ့လားသူကိုဆန်းစစ်ပြီးဟုတ်ပြီထိုက်တန်နဲ့ပေးမယ်သူကိုပေးလိုက်တယ်ဒါပေမဲ့ကိုဘက်ကဒီဟာကိုလက်ခံနိုင်ဖို့အရေးချင်းရှိလားကို accept လုပ်ဖို့ရောလက်ခံတတ်ဖို့ပေါ့အဓိကတော့လက်ခံတတ်ဖို့လိုအပ်မယ်သူကတော့ပေးတယ် universe ကကိုပေးလာတယ်ထားပါတော့ဒါကိုပိုင်ငွေရှာနေတဲ့သူတွေဆိုရင်ဒီ iPhone လိုချင်တယ် iPhone ရဖို့အတွက်ပတ်စံရှိတယ်ဝယ်ဖို့အတွက်ပတ်စံရှိတယ်ဝယ်မယ်ဆိုလည်း AC လုံလောက်တဲ့ငွေပမာဏရှိတယ်လိုလဲလိုချင်တယ်ဒါပေမဲ့မကြတာဘာလို့လဲဆိုတော့ကိုကလက်မခံနိုင်လို့လက်မခံတတ်လို့အချိန်မတန်လေးလို့ရဖို့အချိန်မတန်လေးလို့အဲ့တော့အနည်းဆုံးလက်ခံတတ်ဖို့လည်းလိုအပ်မယ်ပေါ့နော်ဒီတော့ခုပြောပြခဲ့တဲ့အချက်တွေကဒီ manifestation နဲ့ပတ်သက်ပြီးတော့လုံးဝမဖြစ်မနေအဓိကလိုအပ်တဲ့အခြေခံအချက်တွေဖြစ်ပါတယ်ဒီတော့ဘလို့ method ကိုပဲသုံးဒီအချက်တွေတော့မဖြစ်မနေလိုအပ်တယ်လုပ်ဖို့လိုအပ်တယ်ဒီလောက်ဆိုရင်တော့နည်းနည်းအကူအညီဖြစ်မှာထင်ပါတယ်ကိုဘာလို့ manifest လုပ်ရင်ဘာလို့အချိန်ကြာတာလဲဘာလို့ result ကမထွက်လာတာလဲဆိုတဲ့အကြောင်းရင်းကိုလည်းသိလာနိုင်မယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်ရက်တွေမှာတော့ဒီ manifestation နဲ့ပတ်သက်ပြီးတော့အားလုံးအတွက်လွယ်ကူပြီးတော့မှမျက်စံစီမဲ့ method တွေ manifestation ငါဘယ်လိုလုပ်ရမလဲဘယ်လိုနည်းလမ်းကိုသုံးရမလဲဆိုတာလေးတွေနဲ့ပြန်လာခဲ့ပါမယ်ဒီနောက်ရက်တွေမှာလည်းပြန်လာကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဒီနေ့အတွက်အားလုံးကျေးဇူးတင်ပါတယ်